အပိုင်း3အစမှာစော်ကြီးမေရီရဲ့ငယ်ဘဝကိုအနှဲငယ်ပြန်ပြပေးခဲ့တယ်။မြို့အစွန်နာကအင်ကြီးတစ်လုံးမှာမေရီလေးကသူ့ရဲ့တငယ်ချင်းနဲ့ဒီမွန်တွေကိုခြာတန်းကစားနေခဲ့တယ်။မေရီကငယ်စဉ်ကတည်းကဒီမွန်သက်သမားအဖြစ်သူ့ကိုယ်သူဆွမ်းလန်းနေခဲ့တယ်။တနေ့မှာမိသားစုလိုက်ရုပ်ရှင်ကြည့်ပြီးအပြန်မြေအောက်ယထာဘူတာယုံမှာဒီမွန်တကောင်ရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။အဲ့အချိန်မှာပြေးရင်းကြံခဲ့တဲ့မေရီလေးကိုသူ့အမေကလာကာကွယ်ခဲ့ပေမဲ့သူ့ရဲ့အဖေကတော့ကြောင်ကြည့်နေမိခဲ့တယ်။သူတို့သားအမိကန်ကောင်းခဲ့တာကဒီမွန်ကိုယထာကဖျက်တိုက်မိသွားခဲ့တယ်။တကယ်တော့မေရီအဖေကသိပ္ပံပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပြီးဒီမွန်ကဘာအကြောင်းကိုသိနေခဲ့တယ်။အိမ်ပြန်ရောက်တော့ဒီဘူတာယုံအဖြစ်ပြက်ကြောင့်သူ့မိသားစုကိုကာကွယ်ဖို့ဆွမ်းအားတွေလိုအပ်ကြောင်းသူ့မိမကိုပြောနေခဲ့တယ်။ဒါကိုမေရီလေးကတကားပေါက်ကနေချောင်းနှားထောင်နေမိခဲ့တယ်။လက်ရှိကာလမှာတော့ကပတိန်မေရီဦးဆောင်တဲ့အဖွဲ့ကဒန်ဒီနဲ့အန်ဆိုကိုဖမ်းပြီးဒါးကောင်ဌာနချုပ်ကိုအေးအေးဆေးဆေးပြန်လာခဲ့တယ်။သူတို့အဖွဲ့မှာပါတဲ့သိပ္ပံပညာရှင်တစ်ယောက်ကလက်ဆွဲမှာပါတဲ့ကြောက်တုံးကိုလေ့လာနေခဲ့တဲ့စစ်သားတစ်ယောက်ကဒီမွန်ကဘာတကားပေါက်မပွင့်အောင်အဲ့ဒီကြောက်တုံးကိုဖျက်ဆီးလိုက်လို့မရဘူးလားမေးတော့သိပ္ပံပညာရှင်ကမရကြောင်းရှင်းပြတယ်။တကယ်တော့ဒီလက်ဆွဲကြောက်တုံးကကဘာတွေချထားတဲ့နေရန်ကိုထိမ့်သိမ်းထားတာဖြစ်တယ်။တကယ်လို့ဒီကြောက်တုံးကိုဖျက်ဆီးလိုက်ရင်ဒီနေရန်ရဲ့တည်ငြိမ်မှုကဘာဆက်ဖြစ်မလဲဆိုတာကိုမသိနိုင်ဘူးဖြစ်နေတယ်။ဒန်ဒီနဲ့အန်ဆိုကိုဖမ်းထည့်ထားတဲ့ကားကိုမေရီနဲ့ညိုကြီးကမောင်းနေခဲ့တဲ့ဒန်ဒီကဘသူမှမသိအောင်လက်ထိပ်ဖြုတ်နေတာမအောင်မြင်မှုဖြစ်နေပြီးမေရီကဒန်ဒီတို့အခန်းကိုမိလောက်တိုက်သွင်းပြီးပညာပြနေတယ်။အဲ့အချိန်ဒုသမရကဒန်ဒီအစွမ်းကိုကင်မရာတွေကတဆင့်မြင်ထားတာမလို့ဒန်ဒီကိုဆက်သွယ်ရေး TV ကနေတဆင့်ဒီမွန်တွေကိုတိုက်ခိုက်ဖို့ဒီအစွမ်းကိုသုံးဖို့ပြောနေခဲ့တယ်။အဲ့ဒီအချိန်မေရီတို့အဖွဲ့သွားနေတဲ့ကားလမ်းတွေရုတ်တရက်ပိတ်သွားပြီးခြုံခိုဖောက်ခွဲတိုက်ခိုက်ခံလိုက်ရတယ်။ပောက်ကွဲမှုမှာဘသူမှမသိပေမဲ့မေရီတို့စီကိုဥယုံကြီးအစင်းမြင့်မီဒီမွန်လေဒီမွန်ရုပ်ပြောင်းဒီမွန်ပန်းပရင်မဒီမွန်နဲ့တိုက်ခိုက်ရေးဒီမွန်တို့ရောက်လာခဲ့တဲ့တစ်ဖက်မှာလည်းလူသားရောင်ဆောင်ဒီမွန်တွေကဒုသမရကိုတားကောင်စခန်းကနေဖမ်းခေါ်သွားခဲ့တယ်။မေရီကဒီအစင်းမြင့်ဒီမွန်တွေကိုရင်ဆိုင်ဖို့လုပ်နေပြီးဒန်ဒီကတော့လက်ထိတ်နဲ့တိုင်ပတ်နေခဲ့တယ်။မေရီကအစင်းမြင့်ဒီမွန်တွေကိုတယောက်တည်းမနိုင်ဘူးဖြစ်နေကအသက်မသေးုံရှောင်းတိန်တိုက်ခိုက်နေရတဲ့အဲ့ချိန်ဥယုံကြီးကလက်ဆွဲရှိတဲ့ကားစီကိုတွားပြီးလူကဘာနဲ့ဒီမွန်ကဘာကိုခြားထားပေးတဲ့လက်ဆွဲကြောက်တုံးနှလုံးကိုပေါင်းစည်းပေးလိုက်တယ်။အဲ့ဒီအချိန်တေဂာနီသိပ္ပံပညာရှင်ကလှုပ်ဝက်ချက်တစ်ခုကိုနားလည်ဖော်ထုတ်နိုင်ခဲ့တယ်။တကယ်တော့ဒီဂိတ်တကားပေါက်ကိုဖွင့်ဖို့ဆိုရင်ဒီမွန်သားကြောက်တုံးနှလုံးအပြင်တခြားကြီးတစ်ခုလည်းလိုအပ်ပါသေးတယ်။တကယ်တမ်းမှာမျိုးကြီးကသူ့ကလေးတွေအဖမ်းထားရလို့ဥယုံကြီးရဲ့သူရှိတူအဖြစ်လှုပ်ပေးနေခဲ့တာဖြစ်တယ်။ဒါကြောင့်လဲတားကောင်အဖွဲ့ပြန်မဲ့လမ်းကြောင်းတွေဒုသမရနေရာတွေကိုဥယုံကြီးကတည်နေခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်မှာဒန်တီကလက်ထိတ်ကလွတ်မြောက်သွားပြီးဥယုံကြီးနဲ့တိုက်ခိုက်ဖို့ပြေးထွက်လာတယ်။ဥယုံကြီးကတိုက်ရိုက်မတိုက်ခိုက်ပဲကလေးတွေဘတ်စကားကိုဒုံးကြီးနဲ့တီချက်လုပ်ပြီးတိုက်ခိုက်ထွက်ပြေးသွားတယ်။ဒန်တီကဒုံးကြီးကိုသူ့ဓာတ်နဲ့ကာပေးလိုက်ပြီးဥယုံကြီးနောက်ကိုသူ့ရဲ့လက်ဆွဲပြန်ယူမလို့ဆိုင်ကယ်နဲ့လိုက်သွားခဲ့တယ်။အစင်းမြင့်ဒီမွန်တွေကမေရီနဲ့ဆက်မတိုက်ခိုက်တော့ပဲအန်ဆိုကိုဖမ်းခေါ်ပြီးဥယုံကြီးနောက်လိုက်သွားခဲ့တယ်။အဲ့ဒီနောက်မှာဒန်ဒီကဥယုံကြီးကားကိုမိခါနီးမှာအစင်းမြင့်ဒီမွန်တွေနဲ့အရင်ဆိုင်ရတဲ့ဆိုင်ကယ်နဲ့တိုက်ခိုက်တာတွေကိုအသာလေးရှောင်ပြီးပန်းပရင်မမျက်ခွက်ကိုဆိုင်ကယ်ပြီးနဲ့ဖျက်ပို့ပေးလိုက်တယ်။မီးနဲ့လေဒီမွန်နှစ်ကောင်ကိုလည်းဆိုင်ကယ်နဲ့ဖျက်ရိုက်ပေးလိုက်တယ်။တိုက်ခိုက်ရေးဒီမွန်ကိုလည်းနောက်ကောက်ချအောင်လုပ်နိုင်ခဲ့ပြီးဥယုံကြီးနောက်ကိုဆက်လိုက်ခဲ့တယ်။ဒီလိုနဲ့အကွာဝေးတစ်ခုရောက်တော့ဥယုံကြီးကိုမိခါနီးမှာလေပင်သွေးကြောတဲ့ကဘုံကမေရီတို့နဲ့အကွာဝေးတစ်ခုရောက်သွားပြီမလို့ပောက်ကွဲသွားတော့တကယ်တော့ဥယုံကြီးကမြို့ကြီးစီကအချက်လက်ရထားခဲ့လို့ဒီတိုင်းဖြစ်အောင်စီစဉ်ခဲ့တာဖြစ်တယ်။ဒန်တီရဲ့စုပ်ပြတ်တက်နေတဲ့ခန္ဓာကိုယ်နားရောက်တော့ဒီမွန်လော့စပါရာရဲ့သားလို့ခေါ်ပြီးသူတို့စခန်းကိုခေါ်သွားပါတော့တယ်။တကယ်တော့ရှေးအရင်ခေတ်တုန်းကဒီမွန်ကင်းကကဘာကိုကျူးကျော်ဖို့လုပ်တုန်းကတားဆီးတဲ့အနေနဲ့လူသားတွေဘက်ပါတယ်ဒီမွန်လော့စပါရာကဒီမွန်ကဘာနဲ့လူကဘာကိုချပေးခဲ့တဲ့ဒီမွန်ဆရာကြီးတစ်ကောင်ဖြစ်တယ်။ဒါကြောင့်လဲဒီမွန်ကင်းကကဘာကိုကျူးကျော်လို့မရဘူးဖြစ်ခဲ့တဲ့အခုချိန်မှာသူ့ရဲ့ဓာတ်နဲ့သူခြံခဲ့တဲ့ကဘာချကြောက်တုံးတွေကိုဥယုံကြီးကပိုင်ဆိုင်သွားပြီဖြစ်တယ်။